အားလုံးပဲမင်္ဂလာပါဒီနေ့ပြသပေးမှာလားပခုံးကျော်လက်မောင်းကျော်လက်ပင်ကျော်တောက်တင်းနေသူတွေလိုက်ပါတီကျင်းလို့ရမယ်ယောဂကျင်းတဲ့လေးကိုပြသပေးမှာဖြစ်ပါတယ်အားလုံးပဲကျွန်တော်တို့လိုက်ပါတီကျင်းကြည့်အောင်အိုက်တန်လေးလက်သီးစုပ်မယ်လက်မောက်အထက်ထက်လက်သီးချောင်းအပေါ်ကကင်မယ်နော်အိုက်တန်လေးကားစုလေးပဲလုပ်မယ်သူ့ကို10ချိန်နိုင်ပြီဆိုရင်20 3ကျော်တိုးလုပ်ပေးပါနော်မနိုင်တဲ့လူက10ချိန်3ကျော်လုပ်ပေးပါဟောပြီးပြေးပြီဆိုရင်နောက်တစ်မျိုးထပ်သွားမယ်နော်โอเคလက်လေးထောင်ထားမယ်အဲ့တန်လေးညာကိုရိမ့်မယ်ပြီးရင်ဘယ်ကိုပြန်ရိမ့်မယ်ဘယ်ညာကိုတိယူမယ်သူ့ကိုငါကြောလုပ်ပြီးပါစက္ကနဲ့မသွားနဲ့နော်စက္ကနဲ့သွားရင်လက်ပြငုတ်တက်တယ်အထက်နိုင်ဆုံးဖြည်းဖြည်းချင်းသွားပါကျွန်တော်တော့3ချိန်ပဲပြပေးထားပါတယ်ခါအောက်ပိုင်းမပါဘူးနော်အပေါ်ပိုင်းပဲလှည့်မယ်နော်ဟောပြီပြေးပြီဆိုရင်ရှောင်းမယ်ဟောပြီပြီးရင်အဲ့ဒီတိုင်းလေးလက်နှစ်ဖက်ကိုဆန်လာတယ်ညာကိုလှည့်ရင်ဘယ်လက်ကွေးမယ်ဘယ်ကိုလှည့်ရင်ညာလက်ကွေးမယ်နော်ခေါင်းကအနောက်လက်ဖျားကိုကြည့်မယ်သူ့ကိုလည်းဖြည်းဖြည်းလေးလုပ်ပေးပါခေါင်းကနောက်လက်ဖျားလေးကိုကြည့်ပွိုင်းခဏလေးထိန်းထားမယ်နော်5 second လောက်ထိပြီနော်ဟောပြီအရှိကိုပြန်လာမယ်ချိန်မယ်ဟောပြီပြန်လာမယ်ချိန်အသက်ကိုမော်ထားအောင်နော်အသက်ကိုပုံမှန်ရှူသွင်းရှူထိုးလုပ်နေမယ်ဟုတ်ပြီရှေ့ကိုပြန်လာမယ်ဖြည်းဖြည်းချင်း short ချမယ်နောက်တစ်မျိုးထပ်သွားမယ်အဲဒီတိုင်းလက်လွှဲမယ်ဟုတ်ပြီအပေါ်လက်နဲ့အောက်လက်နဲ့ပဲနော်ဒီလိုပဲရှင်ဘက်ကိုဖွင့်ပြီးတော့လှည့်သွားမယ်နော်ဘယ်ညာကိုတိယူမယ်သူ့ကိုအကြိမ်30လုပ်ပေးပါလွှဲတဲ့အချိန်မှာခေါင်းအရှိတက်တယ်ပဲထားမယ်နော်ဟုတ်ပြီပြီးရင်တော့တစ်မျိုးတက်သွားမယ်လက်ကိုအနောက်မှာပတ်တာကြီးချိန်မယ်ချိန်ပြီးရင်တောက်လျှောက်ကော့တော့မယ်တင်မောင်းကိုပြန်မထိတော့ဘူးနော်တောက်လျှောက်ကော့သွားမယ်သူ့ကိုအချိန်30လုပ်ပေးပါ30 3ကျော်လုပ်ပေးပါ30တခါပြည့်ပြီဆိုရင်ပခုံးကိုအရှိကိုပြန်လှိပ်ပေးရုံပဲเนาะအခုတခါတည်းပြပေးထားပါတယ်အခုဒီကောင်30ပြည့်ပြီဆိုရင်ဖြည်းဖြည်းချင်းရှောက်မယ်တခါတည်းပခုံးအရှိကို10ချင်းပြန်လှိပ်ပေးမယ်เนาะဟုတ်ပြီ10ချင်းပြည့်ပြီဆိုရင်ရှောက်လိုက်တော့ဟုတ်ပြီအားလုံးပဲလိုက်ပါလေးချင်းကြည့်ပါလွယ်လေးပါကျေးဇူးတင်ပါတယ်ကိုယ်စိတ်နဲ့ပြချမ်းသာကြပါစေတတ